မင်းပစကတငယ်ချင်းဆိုတဲ့စကားလုံးဝမပြောနဲ့အောင်မင်းနဲ့ရတုငါဘောတစ္ဆာဖောက်မှုငါကောင်းကောင်းကြည့်တယ်မင်းလားလေလားဟဲ့ရတူကိုတို့တွေလက်ချက်ကမဲ့ရက်ကနေလာပြီနော်ဟုတ်တယ်နော်ကိုလက်ထူလေးရင်းနဲ့အရန်ခုံတာလို့ဒီလားကိုလိုအပ်တာကြီးကုန်ပြင်ဆင်ပြီးလိုက်အကုန်ပြင်ဆင်ပြီးပြီဒါမဲ့ဟိုကောင်အောင်ရဲ့တင်းမောဘွားပြန်ဆင်းလိုက်ရမ်းကောင်းပါကွာဘာဖြစ်လို့လဲကိုရဲ့သူလည်းပြန်လာလို့မရလို့နေမှာပါရရင်တော့ပြန်လာမှာပေါ့မဟုတ်ဘူးရတူရဲ့ဒီကောင်ကကိုရဲ့အချစ်ဆုံးတငယ်ချင်းဒီကောင်ချီးမှကိုတို့မင်္ဂလာပွဲရပြည့်စုံပါရတူရဲ့ဟုတ်ပါပြီကိုကတငယ်ချင်းအရင်ချစ်တတ်တာပဲဒီလားအဲ့ဆိုလို့ရှိရင်သူပြန်လာလို့ရှိရင်နောက်တစ်ပတ်ထပ်လို့ကြမယ်လေဟုတ်တယ်ဒီကောင်မှမကြည့်ဘူးဒီပွဲထားလို့ကြတာအဲ့တဲ့နဲ့တူတယ်ကိုစကားတော့ဖွင့်လိုက်အောင်မယ်နော်ဟာတကယ်ချင်းမင်းကွာငါမျိုးငါမင်္ဂလာဆောင်တဲ့မျောနေတာကွာမင်းသိရတယ်ကွာငါရေထဲမှာဆိုကိုယ်မပြန်လာဘူးမလဲဘူးကွာငါဆိုင်နေအေးကွာငါမိမနဲ့မိတ်ဆက်ပေးမယ်ကွာဒါတော့ငါချစ်စနီးရတုပြိုးတဲ့ဒါတော့ကိုယ့်ရဲ့အချစ်ဆုံးတကယ်ချင်းအောင်ရဲပေါ့မင်းကမိတ်ဆက်ပေးတာငါနဲ့ရတုက Facebook မှာ friend ဖြစ်တာကြာပြီကွာဟုတ်လားချစ်ကိုတော့မပြောချမ်းပြောင်းဟုတ်ပါဘူးကွယ်စကားမဆက်ဘူးပါဟုတ်ပါပြီဟုတ်ပါဒါဘာပဲဖြစ်ငါပျော်တယ်ကွာတကယ်ကြီးမင်းအပူလိုက်အေးလာဟဲ့မင်းကြိုက်ရလို့ကွာအကုန်လုံးတောက်တယ်ဟုတ်ပြီလားအေးဟုတ်ပြီငါတော့ပြောလိုက်အောင်နော်အေးအော်ရတုမင်းအပြင်မှာပူလာရနော်အရင်နဲ့ချစ်ဖို့ကောင်းတယ်နေရလဲပြောင်းနေပြန်အားကပြောတာပါတကယ်ကြီးမင်းရတယ်ကွာငငယ်ရတိုင်းပဲတော့ငါဆိုမြဲတဲ့ဦးစားပေးတယ်မင်းငါချစ်ဆုံးတကယ်ချင်းနေကွာကျေးဇူးပါငငယ်ကြီးကျေးဇူးတောက်တယ်တော့မင်းကွာပြန်လာမယ်ဆိုလဲငါ့ကိုကြိုပြောကွာငါလာကြိုမှာပေါ့ဟာငါမင်းကြောင့်တည့်တယ်ကွာမင်းကရုပ်တရက်ပျော်စေခြင်းလို့ပြောတာရောင်ကြီးမင်းကတော့လုပ်ပြီမြန်မာပြည်ပြန်လာတယ်ဆိုတော့အနေနဲ့တွေ့ကြလို့ဟာမင်းကဟာလက်ထက်တာစောလိုက်တာအားလည်းပတ်သက်နိုင်ပါမလဲဟာကိုကစင်ကွက်ပြီဟာအေးပါငါနားလဲပါမိမရေကိုပြန်လာပြီအောင်ရဲ့မင်းရောက်နေတာပဲအေးတကယ်ကြီးရေငါကွာလမ်းကြုံလုံးဝင်လာတာမင်းလည်းအလုပ်ကပြန်လာတော့မှာဆိုတော့ငါစောင့်နေတာဟုတ်ပါပြီငါစီလာတာငါနိုင်ငံကပြန်လာပြီဆိုတော့ငါမင်းဘာမှမထူးစားသေးဘူးကွာဆိုတော့ငါခုလိုက်ကြည့်ချင်တယ်မင်းငင်းမမစင်းစားနဲ့နော်ငါလည်းလိုက်ခဲ့ငါခုမှပြန်ရောက်တာရေမိုးရှိုးပြီးတော့ဥစားလဲလိုက်အောင်မယ်လေကွာအဲမင်းနဲ့ငါတငယ်ချင်းချောပြီးသားနော်အေးကွာပြီးရောသွားမယ်အော်ရတူခဏခေါ်သွားမယ်နော်စိတ်မပူနဲ့စောပြန်လာပြန်မုန်းချိုးစရာနော်ပါပြီတော့မရှင်းတော့လားနော်ပါရှင်းတော့ပါမင်းရတယ်ကွာမူးတက်လိုက်တယ်နော်မင်းတို့မူးတယ်ကွာရတူရေယူမင်းယောက်ျားကိုလောကကြီးနဲ့အဆက်အသွယ်ပြအောင်အမှုကိုက်လိုက်ကျေးဇူးပါလေကျေးဇူးလေးနဲ့အေးဆေးနေချင်လို့အဲ့ကောင်အမှုတိုက်တယ်နော်ကဲကိုခဏခဏတော့ပါနော်အော်ထားချစ်လို့နေနေ
င်းတို့တွေလှုပ်ရလိုက်ကြကွာငါနောက်ကျော်သားနဲ့ထိုးတယ်မင်းတို့နေလို့ကပ်တော့မခွင့်မလို့ငါအချင်းနဲ့ထိုက်တန်တဲ့ပေးစမှုမင်းတို့နေအောင်လို့ပေးစရမယ်ငါမင်းတို့နေအောင်လို့လူမကြည့်ဘူး ချက်ကိုဘလို့ကြည့်နေရလဲကို ငါအရင်တောက်ချင်တဲ့ဟာငါအမီးလို့ပဲခု ကိုချက်ကိုဘလို့ကြည့်နေရလဲချက်ကြောက်လာပြီနော် ခုမှကြောက်တယ်ဟဲ့လားဘုကောက်စီကဖုံးတယ်ကားလိုက်စမ်း ဟယ်လိုညီတို့ကိုမောင်လေးလောက်သွားပြီလားကိုရင်လာမလို့ ဒီချင်းလေးဝင်လာတယ် ဟိုပါလေဟိုကိုရတော့ချင်းနေနေပါလားနော်ဟိုအိမ်မှာဟိတယ်နော်ကို ပြီးပြီးအောင်ဆိုကိုဦးထွက်ခဲ့မယ်နော်စိတ်ချနော်ဟုတ်နေပြီ ကိုရဆက်ရှော့ပါနော်ကိုရနော်အဲ့လိုစိတ်မတူပါနဲ့ဒီဆိုအဲ့ဒီအိုစားလဲလိုက်အောင်နော်ဒါချွေးလေလာပါတော့နော်အဲ့ဒီလိုလာနော် မင်္ဂလာပါဗျာမြန်မာပြည်မှာရေပန်းစားလူကြိုက်များနေတဲ့ MDA 97 online game မှာရှန်ကိုမီဆလော9ပြည့်စပေါ့ဘောလုံးလိုက်ကာစီနိုဂိမ်းများကိုတနေရာထဲမှာပဲအကုန်ကစားနိုင်ပါတယ်ဘောလုံးပွဲများကိုလည်းမောင်းဘော်ဒီ9ပေါင်းထိုးချင်းများကိုအကန့်အသတ်မဲ့နဲ့ကစားနိုင်ပြီးတော့အကောင့်ဖွင့်လိုက်တာနဲ့ free 9000ကျပ်ကစားငွေပေးပါတယ်အနိုင်ရရင်လည်းအိမ်ကနေပဲအလွယ်တကူငွေသွင်းငွေထုတ်ပြုလုပ်လို့ရပါတယ်ငွေသွင်းငွေထုတ်အတွက်ကတော့ Waymoney KP OK Dollar CB KBZ ဘဏ် AYA ဘဏ်တို့ကနေငွေသွင်းငွေထုတ်ပြုလုပ်လို့ရပြီးတော့အကောင့်ဝင်ဂိမ်းကစားလိုက်တာနဲ့ 1.45% ကိုလည်းပြန်အန်းငွေပေးပါတယ်24နာရီပတ်လုံးဝန်ဆောင်မှုကလည်းအဆက်မပြတ်ရှိနေပါတယ်ဗျာနေယူမှန်မှန်များအတွက် promotion တွေအများပြားရှိနေပြီးတော့နေယူမှန်မှန်ငွေ9000ကျပ်သွင်းရင်1000ခွဲကျပ်ပေးတယ်1000ကျပ်သွင်းရင်3000ကျပ်ထိပေးပြီးတော့တရက်ကို promotion သွင်းငွေအများဆုံး6သိန်းအထိပေးကတခြား promotion တွေလည်းအဆက်မပြတ်ဘောနဲ့ပေးနေပါတယ်ဗျာနေ့တိုင်းသွင်းငွေ9ချိန်ပြည့်ရင် free တစ်ချိန်ပေးပါတယ်သွင်းငွေ1000ကို9ချိန်ပြည့်ရင်1000ပေးပါတယ်သွင်းငွေ9000ကို9ချိန်ပြည့်ရင် free 9000ပေးပါတယ်နေ့တိုင်း slot ငွေသွင်းကစား150ရာခိုင်နှုန်းကိုလည်းဘောနဲ့ပေးပြီးတော့1000ကျပ်သွင်းရင် free 1000ခွဲချက်ကိုလည်းနေ့တိုင်းရယူနိုင်ပါပြီတငယ်ချင်းများကိုဂိမ်းမိတ်ဆက်ပေးရင်လည်းတယောက်ကို900ကျပ်ပြန်ပေးပြီးယုံကြည်စိတ်ချရတဲ့ MDA 97 online game ကိုတငယ်ချင်းနဲ့အတူတူအိမ်မှာနေပြီးတော့ကစားဝင်ငွေတွေရှာ free promotion ငွေတွေယူပြီးတော့ဝင်ငွေရအောင်ကစားကြမယ်ဒါကြောင့်အခုပဲ member ဝင်လိုက်ပါ promotion အကြောင်းတွေကိုအသေးစိတ်သိချင်ရင်တော့ Viber ဖုန်းနံပါတ်39 4339 94813ကိုအခုပဲဆက်သွယ်လိုက်ပါဗျာ ဒီတူဟာနေဘလို့ဖြစ်ရတာဟာရှစ်သူရလူရောက်ပါ ကိုရဟေးမင်းဒါဘာလုပ်တာလဲတငယ်ချင်းရောက်မင်းဘာလုပ်တာလဲ မင်းပစကတငယ်ချင်းဆိုတဲ့စကားလုံးဝမပြောနဲ့အောင်မင်းနဲ့ရတုငါဘောတစ်စပ်ဟောက်မှုငါကောင်းကောင်းကြည့်တယ်မင်းလားလေလားဟောက် တကယ်ချင်းငါရှင်းပြပါစေတကယ်ချင်းဟာငါရှင်းပြပါစေကိုအောင်မင်းမယူနေပြီအဲ့တော့ယူနေပြီအဲ့ယူကနေကိုအောင်မကြည့်နဲ့တော့ တက်ပြီကွာမင်းအောင်ရဲကိုမတိစေချင်မင်းလိုမိမ့်မရုပ်ကိုထိတာ ဟေးရတော့မတီးပါနဲ့ကွာငါတောင်းမှန်ပါလေဒီကိစ္စငါကြောင့်ဖြစ်ရတာပါကွာရောင်ရဲ့ မင်းတို့တော့ငါဘောတစ်စာဖောက်ကြုံมาခဲ့နေတာပဲမ
ငါမင်းတို့ပေါ်မှာဘာမှမလုပ်ရင်စရာကြောင့်မရှိဘူးကွာဟေ့ရမင်းကရတူတော့ဘာမှမလုပ်ပါနဲ့ဒီကိစ္စတွေကငါကြောင့်ဖြစ်ရတာပါကွာမင်းမရငါကြောင့်ဖြစ်ရတာပါ 你猪肉妈妈的过呀，你猪当妈妈的，你猪肉困了没吧？ ဘာခွင့်လို့ပေးရမယ်ဟုတ်လားငါမင်းတို့ဘောတလောက်တစ္ဆာကြည့်ပြီးကြည့်ခဲ့တာတော့မမင်းတို့လည်းကိုလောက်ရတယ်အေးမင်းတို့တယောက်နဲ့တယောက်ဘယ်လောက်ချစ်တယ်ဆိုတာငါစမ်းရမယ်မင်းတို့နှစ်ယောက်တည်းကတယောက်ပဲအသက်ရှင်ရမယ်တာပါတယ်ကွာ Lady Fast ဦးစားပေးလိုက်မယ်မင်းအသက်ရှင်ချင်လားဟေးဒါမှမဟုတ်ဒီလိုကောင်မျိုးအတွက်မင်းအသက်ကိုစတေးမလားပြောပြော 怎么在水着呢？ Okay မင်းစုပ်ပြချက်မှန်ကန်ပါလေတိုးလိုက်တော့ဟေးမင်းလောပြေတော့ဒီကောင်တက်ပြီးရနဲ့ငါမင်းတော့လိုက်လာမယ်ငါလိုကောင်မျိုးသစ္စာဖောက်ပြီးတော့မင်းချစ်ခဲ့တဲ့မိန်းမကမင်းအသက်ကိုတေရီနဲ့ပို့လိုက်ပြီကွာရတူမင်းလုံးမထင်လားမင်းပဲပြေးမလဲရတူ 你猪妈妈的，你猪困了没吧？你猪皮这个没吃掉不来， ရတူရပြည့်စင်ဝင်ရှိပါတယ်ကိုရင်ဝင်လို့တော့မင်းလိုသစ္စာမရှိတဲ့မိန်းမမျိုးတွေခွင့်လို့ရှင်းဆိုတာမရှိဘူးကွာယာ